ဒီဗီဒီယိုကြောင့်မလို့ဘော်ဒါတို့ကျွန်တော်ကိုစောက်ချက်မကောင်းဘူးလို့ထင်သွားနိုင်ပါတယ်ကျွန်တော်လည်းတော်တော်ပျော်နေမိတာကိုဘော်ဒါတို့ညဘက်အိတ်လို့ရှိရင်အနားနားမှာလာမီပြီးတော့သွေးဆုပ်တတ်တဲ့ချင်းတွေကိုဘယ်လိုမျိုးနေနေလေးရှိကြလဲချင်းတွေကတော်တော်မြင်ကပ်ဖို့ကောင်းတာဗျာသူတို့ကိုသွားပြီးတော့နေနေလို့ရှိရင်ကိုလည်းပြန်ပြီးတော့ထိရဗျာချင်းသေးခွေတကယ်လို့ထုံးလို့ရှိရင်မိကိုမွန်တယ်အဲ့အနက်မခံနိုင်လို့ရှိရင်ချင်းသေးခွေထုံးလို့မရအောင်ပြီးတော့ချင်းရိုက်ဘက်တန်နဲ့ရိုက်လို့ရှိရင်လည်းကိုပြန်ထိတာတွေပစ္စည်းတွေထိခိုက်တာတွေချင်းရိုက်ဘက်တန်ထိခိုက်တာတွေဖြစ်တတ်တယ်ဒါမှမဟုတ်ချင်းသေးဖျမ်းမယ်ဆိုရင်လည်းအနက်ကလူပါမူးတော့ဗျာတကယ်အခန်းလုံတဲ့အခန်းနေဆိုလို့ရှိရင်အနက်ကလူပါမူးတော့ချင်းသေးကလည်းလွယ်လွယ်နဲ့ဖျမ်းလို့မရဒါပေမဲ့အခုခေတ်က AI ခေတ်ဗျအခုတရုတ်မှာအလန်းစားနည်းပညာတစ်ခုကိုတီထွင်လိုက်ပြီ။ဘာလဲဆိုတော့ချင်းတွေကို AI စနစ်သုံးပြီးတော့မှလေဆာနဲ့လိုက်ပစ်တတ်မဲ့ချင်းသက်စနိုက်ပါဆက်တယ်။အဲ့ဒီဆက်ကြောင်ကျွန်တော်တို့မပြောခင်မှာကျွန်တော်တို့နေ့တိုင်းစိတ်တူအောင်ကြိုက်နေတဲ့ချင်းတွေကြောင်နည်းနည်းပြောရအောင်ဗျ။ဘာလို့သိလားကျွန်တော်တို့တကယ်တမ်းလာကြိုက်ပြီးသွေးဆုပ်နေတဲ့ချင်းတွေအကုန်လုံးကအမတွေကြီးပဲဗျ။ချင်းအထီးတွေကသွေးမဆုပ်ဘူး။သူတို့ကတစ်ပင်တွေကနေပြီးတော့တစ်ရည်ပန်းပွင့်ကနေပြီးတော့ဝိရည်တွေကိုပဲဆုပ်တာ။ချင်းအမတွေကကျတော့ဥဖို့အတွက် protein တွေလိုတယ်ဗျ။အဲ့အတွက်ကျွန်တော်တို့ရဲ့သွေးတွေကိုလာပြီးတော့ဆုပ်ကြရတာဗျ။ဆိုတော့ကျွန်တော်တို့အသွေးသားကိုလာကြိုက်ပြီးတော့သွေးဆုပ်ရတယ်ဆိုတာမိခင်မြစ်တာကြောင့်မလို့ဖြစ်လာတဲ့ချင်းသားသမီးလေးတွေအတွက်အာဟာရရှာပေးရလို့ပြောလို့ရပါဗျအဲ့တော့စေနာတရားတရားထက်တန်တဲ့သူတွေကတော့ချင်းမျိုးဆက်အဒွန်းရှည်ဖို့အတွက်အကြိုက်ခံပြီးတော့လူပေးလိုက်ပါဗျာကျွန်တော်တော့အဲ့လောက်တရားတရားမကြည့်ပါဘူးကျွန်တော်ကချင်းနဲ့ပတ်သက်လာရင်အတကုံမုန်းတဲ့ကောင်ဗျာတလောကလုံးမှာရှိတဲ့တရားတိုင်းကိုမြစ်တာထားပေးလို့ရပါမယ်ချင်းတော့မပါဘူးချင်းဆိုတာဟိုတကယ်ချင်းအစ်စ်ကိုပြောတာဗျာဟိုကိုချင်းကိုပြောတာမဟုတ်ချင်းနဲ့ပတ်သက်လာလို့ရှိရင်အကြိုက်ခံရတာကိုလည်းမုန်းတယ်မကြိုက်သေးဘဲနဲ့အနားနားမှာလာပြီးတော့တဝီဝီလုံးနေအောင်လည်းမုန်းတယ်ကျွန်တော်အဲ့ရထဲမှာချင်းတောင်ထောင်ပြီးတော့အိတ်တယ်အဲ့ချင်းတောင်လေးကိုချင်းတကောင်ဝင်လို့ရှိရင်အဲ့ချင်းမသိမချင်းကျွန်တော်မအိတ်ဘူးချင်းနေရလဲချင်းနေပဲဗျာကမ္ဘာတက်တန်းအကြဆုံးအစင်းနေတဲ့မှာချင်းလဲပါဗျာဒိုင်နိုဆောခင်မတိုင်ခင်ကလေးကနေရှိတာဆိုတော့နှစ်တန်းပေါင်းများစွာတက်တန်းရှိနေပြီအဲ့လောက်စောက်ဒုက္ခပေးပြီးတော့မှယောဂတွေဖြတ်နေတဲ့ချင်းတွေကမ္ဘာပေါ်မှာမရှိတော့ရင်ကောင်းပါပဲလို့တွေးတာကျွန်တော်တယောက်တည်းတော့မဟုတ်ဘူးဗျသိပ္ပံပညာရှင်တွေလည်းပါတယ်လုံးလို့မရလို့တာမလုပ်ကြရတာချင်းနေတာကမ္ဘာပေါ်နေရုပ်တရက်ကြီးအကုန်လုံးပျောက်သွားလို့ရှိရင်ဂေယစနစ်ကြီးတစ်ခုလုံးပျက်စီးသွားနိုင်တယ်ဗျဘာဖြစ်လို့လဲဆိုတော့ချင်းမဖြစ်ခင်မှာဖြစ်တဲ့ပိုးလောက်လန်းတွေချင်းပေါက်စတွေကိုစားတဲ့ငါးတွေဖားတွေပင့်ကူတွေနဲ့ငှက်တွေကစာပြတ်ပြီးတော့ဒုက္ခရောက်သွားနိုင်တယ်ပြီးတော့ချင်းအထီးတွေကပန်းဝဲမုံကူးပေးတဲ့နေရာမှာလည်းကူညီပေးနေတာဆိုတော့တို့မရှိလို့ရှိရင်လည်းတဘာဝတရားကြီးကလည်းကမောက်ကမဖြစ်သွားနိုင်တယ်ဒါကြောင့်မို့လို့ပဲသိပ္ပံပညာရှင်တွေကချင်းမျိုးဆက်ပြုတ်အောင်မလုပ်ဘဲနဲ့အိမ်တွေကိုမလာအောင်မကိုက်အောင်လို့ပဲနီးမျိုးမျိုးနဲ့တားဆီးဖို့စူးစမ်းနေကြတာဗျအဲ့ဒီထဲမှာအခုတရုတ်နိုင်ငံဂျန်စုပြည်နယ်ချန်ကျိုးမှာရှိတဲ့ Photometric ဆိုတဲ့နီးပညာကုမ္ပဏီကနေပြီးတီထွင်လိုက်တဲ့ဒီလေဆာချင်းတက်တဲ့ဆက်ကအလန်းဆုံးပဲတည်သွားတာလည်းလွယ်ပြီးတော့အခုလိုမျိုးမိုးရွာဒီမှာချင်းတွေတောင်းကျမ်းတဲ့အချိန်မျိုးမှာပို့ပြီးတော့ဘေးကင်းပြီးအလုပ်ဖြစ်တယ်ဗျာအခုဆိုရင်ပြပဈေးကွက်မှာပါတော်တော်လေးကိုလူကြိုက်များပြီးတော့မှရေပန်းစားနေပြီအဲ့ဒီချင်းပြည့်တဲ့ဆက်ကိုကုမ္ပဏီကနေပြီးတော့2020ခုနှစ်ခန့်ကစပြီးတော့တီထွင်ဖို့စူးစမ်းနေရဗျာအခုလိုမျိုးလက်ထက်မှာကင်လို့ရတဲ့ပုံစံလေးဖြစ်ဖို့တောင်မှတို့က3နှစ်လောက်အချိန်ယူပြီးတော့တေးသေးချာချာသူ့တင်နာလုပ်ခဲ့ရတာဗျာသူကကျွန်တော်တို့အိမ်တွေမှာသုံးနေရရိုးရိုးချင်းဖန်းဆက်လိုမျိုးမဟုတ်ဘူးဗျာလိုက်တာအာယုံခံစနစ်ပါတယ်ဗျာ AI vision လည်းပါတယ် AI အမြင်အာယုံနီးပညာလည်းပါတယ်အချက်ပြစနစ်တွေကိုအကုန်လုံးကိုပေါင်းစပ်ထားတာမျိုးဆိုလိုတာဗျာဒီဆက်ကငငိမ့်လေးထိုင်နေတဲ့ပတ်ဝန်းကျင်ကို radar လမ်းပြီးတော့ဖမ်းနေတယ်ရင်ကောင်လားချင်းလားဆိုတော့ခွဲခြားပြီးတော့ AI ကသိတယ်ချင်းမန်းသိပြီဆိုတော့နဲ့3မီလီစက္ကန့်အတွင်းမှာပဲလေဆာနဲ့လမ်းပြီးတော့ပစ်လိုက်တာ3မီလီစက္ကန့်ဆိုတာမျက်တောင်တစ်ခတ်စာတော့မှမရှိဘူးဗျချင်းတွေကအိမ်ထဲကိုဝင်ခဲ့လို့ဆက်ရှိတာသိရဆိုရင်တော့ပြန်ထွက်ချိန်မရဘဲနဲ့ပြဖြစ်သွားမှာဗျာအဲ့ဒီဆက်ကဘလောက်အကွာအဝေးထိရလဲဆိုတော့6မီတာအကွာအဝေးထိချင်းတွေကိုလမ်းပြီးတော့ရှာဖွေပေးနိုင်တယ်အိမ်ထဲမှာပဲသုံးမလားအိမ်ရှိချန်ဝင်းမှာပဲညဘက်ထိုင်တဲ့ခါသုံးမလားဒါမှမဟုတ်တောတဲ့တောင်ထဲမှာကမ်ပိန်းထွက်ရင်နဲ့စကန်ချပြီးတော့တဲထိုးမလားတဲသွားအေးစေးသုံးုံပဲဘော်ဒါတို့စဉ်းစားနေတော့ကျွန်တော်သိရဗျာချင်းကိုလေဆာနဲ့ပစ်တယ်ဆိုတော့ကျွန်တော်တို့ဖျက်ရှောင်ရင်ကျွန်တော်တို့ပါအပြစ်ခံရမယ်ဆိုပြီးတော့စိတ်ပူစရာရှိတယ်ဒါပေမဲ့အဲ့ဒါကလည်းပူစရာမလိုဘူးဗျာစိတ်မုတ်ဆိုရဲဘေးအန်ရကင်းတဲ့စနစ်လည်းပါပြီးသားပဲဗျာဒီဆက်လင်နေတဲ့အချိန်မှာအဲ့အကွာဝေးတဲ့ကိုအဲ့ရေဒါတွေကိုလူဖြစ်ဖြစ်တရိတ်ဆန်ဖြစ်ဖြစ်ဝင်လာတဲ့တခြားတရိတ်ဆန်တွေဘယ်တရိတ်ဆန်မဆိုဝင်လာတဲ့လေဆာပစ်တာကိုချက်ချင်းအလိုလျောက်ရက်ပေးလိုက်ပါဗျာဆိုတော့ချင်းမဲသိမယ်လူအတွက်အိမ်မွေးတရိတ်ဆန်တွေအတွက်ကိုစိတ်ချရတယ်အဲ့တော့ဘလို့လဲတကယ်ဂိမ်းတွေကလိုမျိုးချင်းတွေကိုလေဆာနဲ့ light scan ပြီးတော့မှပြစ်တတ်မဲ့ဆက်ဒီဆက်တာမြန်မာပြည်ကိုရောက်လာမယ်ဆိုရင်ညဘက်ချင်းရတဲ့ဒုက္ခတွေကနေတော့ကင်းဝေးသွားပြီဗျဘော်ဒါတို့ရောမြန်မာပြည်ကိုဒီ AI ချင်းဖန်တဲ့ဆက်ရောက်လာလို့ရှိရင်ဝယ်သုံးကြမှာလားဒါမှမဟုတ်ရက်တောင်နဲ့ပဲချင်းစိမ့်နဲ့ပဲဖြည့်ရှင်းကြမှာလားဘော်ဒါတို့ရဲ့အမြင်ရောဘယ်လိုရှိလဲ comment ထဲမှာမှတ်ခဲ့ပေးပါအောင်ကျွန်တော်ကတော့မလင်ပါ